အိမ်နားမှာရှိတဲ့နေရာလေးကိုခေါ်ဝပေးမယ်နော်အိမ်နားမှာရှိတယ်ဆိုပေမဲ့လည်းတခါတလေမှရောက်ဖြစ်တာပါဒီနေ့ကကျတော့အလုပ်ကနေပြန်လာတယ်ဓာတ်ပုံလှလှလေးလည်းရချင်တယ်ပြီးလို့ရှိရင်ထိုင်းစာဗီဒီယိုတွေအတွက်လည်းရှုခင်းလေး location လေးပြောင်းချင်တယ်ဆိုပြီးတော့အဲ့ဒါကြောင့်ဒီနေရာလေးကိုရောက်လာတာပါဒီနေရာကကျတော့သူ့ရဲ့နေရာကကျတော့ကာလွန်ဘက်ခြမ်းမှာဖြစ်ပါတယ်ကာလွန်ကမ်းခြေသွားမယ်ဆိုရင်ဒီနေရာလေးကိုဖြတ်ဝပြီးမှရောက်မှာပါသူ့ရဲ့လမ်းဘေးတစ်လျှောက်လုံးမှာဆိုရင်စားကွင်းတွေပေါ့နော်စားတွေလောက်တဲ့လယ်ကွင်းတွေပဲဖြစ်ပါတယ်ဒီလိုမျိုးရေတက်တဲ့အချိန်ဆိုအရင်လှရဲပေါ့နော်ညနေဆောင်သွားပေမဲ့လည်းကြောက်စရာမလိုအလန်းကကျတော့လူမပြောက်ပေါ့နော်အများတန်းလူရှိတယ်ဒီလယ်ကွင်းမှာနေတဲ့သူတွေရဲ့ပြီးလို့ရှိရင်ကျမကြီးလေကြီးကန်းတွေဆော့တဲ့သူတွေရဲ့အဲ့လိုမျိုးတွေအများတန်းရှိနေပါတယ်ညနေပိုင်းဆိုရင်ဒီနေရာလေးရဲ့ဒီနေရာကကြတော့ထိုင်းနိုင်ငံစမှုစာခေါင်ခရိုင်ကာလွန်ဘက်မှာဖြစ်ပါတယ်ကာလွန်ကမ်းခြေဆိုလို့ရှိရင်တော့အကုန်လုံးသိမယ်လို့ထင်ပါတယ်ပြီးလို့ရှိရင် line ပေါ်မှာတင်ထားတာဓာတ်ပုံတွေအများကြီးလဲတွေ့ဘူးတဲ့သွားထားတဲ့သူတွေအဲ့ဘက်လန်သွားလို့ရှိရင်ညနေပိုင်းသွားလို့ရှိရင်အရင်လှပါတယ်အဲ့ဆိုရင်တော့ပြန်လိုက်အောင်မယ်နော်ဘိုင်ဘိုင်နောက်မှပြန်ဆုံမယ်နော်